ဆရာကြီးတွေရောက်တော့ပိဋကတ်တွေကအများကြီးပဲဥပါလိလို့အမည်ရတဲ့တထေးကြီးတယောက်ကခေါင်းဆောင်ထားတဲ့ပိဋကတ်နာလန္ဒမြို့ရဲ့မြို့မျက်နှာဖုံးကြီးပေါ့နော်အဲ့ဒီအချိန်မှာဒီကတပတ်တွေကရောက်သွားတော့မြတ်စွာဘုရားနဲ့သူနဲ့ဆွေးနွေးခဲ့ရတဲ့အကြောင်းကိုသူ့ဆရာကြီးကိုတင်ပြတယ်ရဟန်းဂေါတမနဲ့သူနဲ့ဒီလိုဆွေးနွေးခဲ့တယ်အဲ့ဒီတော့ဆရာကြီးကသူ့ကိုကောင်းကြီးပေးတယ်ကောင်းပြီစွာသင်ဟာပြောတဲ့ပြောလိုက်တာကိုပြောခဲ့ပြီတယ်ယဟန်ဂေါတမမဟုတ်တာတွေရှောက်ပြောတယ်ဘယ်နဲ့အကောင်အထည်ရှာမရတဲ့မနောကံကိုအပြစ်အကြီးဆုံးလို့သတ်မှတ်ရတယ်လို့တကယ်ဆိုကိုတိလက်ရောက်လွန်ကျူးတဲ့ကျူးလွန်မှုတွေဟာအပြစ်အကြီးဆုံးဆိုတာလူတိုင်းသိနိုင်တယ်ဒီလောက်လွယ်တဲ့သိလွယ်တဲ့ကိစ္စကိုပဲမှားမှားယွင်းယွင်းမနောကံကိုအပြစ်အကြီးဆုံးလို့သတ်မှတ်မှသတ်မှတ်ပလေတယ်လို့မြတ်စွာဘုရားကိုရှုံချအဲ့ဒီမှာဥပါလိဆိုတဲ့တကြွယ်ကြီးကသူ့ရဲ့ဆရာနိဂန္ဓနာတဗုဒ္ဓဆရာကြီးကိုအရှင်ဘုရားတဲ့အကျွန်ုပ်ကိုယ်တိုင်သွားပြီးတော့အဲ့ဒီဂေါတမဗုဒ္ဓကိုဝါဒတွေဆွတ်ဆွဲပြီးတော့ဝါဒတွေနဲ့တင်ပြီးတော့နှိပ်ကွချင်တယ်တဲ့ကျွန်ုပ်ကိုယ်တိုင်သွားပြီးတော့စကားစစ်ပွဲကြီးဆင်နွှဲခြင်းတယ်ဟုတ်အားကောင်းမောင်းတန်ယောက်ျားတစ်ယောက်ဟာစိတ်ကလေးတစ်ကောင်သိုးကလေးတစ်ကောင်ကိုနေရွက်ကနေဆွဲပြီးတော့ဖွေရမ်းလိုက်တဲ့လူမျိုးရှေ့တိုးနောက်ဆုတ်လှုပ်လိုက်တဲ့လူမျိုးအယူဝါဒရေးရာမှာတွတ်တွတ်ခါသွားအောင်သွားပြီးတော့ပြောပြလိုက်ခြင်းတယ်တေတောက်ကျူးအရက်သမားဟာသူ့ရဲ့အရက်ခွက်ကိုအပေါ်ကနေနှိပ်ပြီးတော့စပွဲနဲ့ပုတ်ပြီးတော့ဆွဲလိုက်တယ်လို့ဆွဲမပြီးတော့ကင်မြောက်ပြီးတော့ဖွေရမ်းလိုက်တယ်လို့ကြိုက်တယ်လို့လှုပ်တယ်လို့မျိုးယဟန်ဂေါတမကိုအယူဝါဒရေးရာမှာခြားခြားလဲသွားအောင်သွားပြောပြလိုက်ခြင်းတယ်သူကကြုံသွားတာနော်အဲ့ဒီတော့နိဂန္ဓနာတဗုဒ္ဓဆရာကြီးကကောင်းတယ်တဲ့သွားပြီးတော့ပြောပြလိုက်ဒီလောက်မှားယွင်းနေမှတော့သွားပြီးတော့ပြောပြလိုက်အဲ့ဒီလိုခွင့်ပြုတော့သဘောမတူတဲ့လူကဒီကတပတ်တိကသဘောမတူအရှင်တဲ့ယဟန်ဂေါတမတိကိုဥပါလိတကျေသွားမှာကိုကျွန်ုပ်သဘောမကျဘူးတဲ့ဘာပြုလို့လဲဆိုတော့ယဟန်ဂေါတမဟာသူများတပည့်ကိုကိုယ်တပည့်ဖြစ်အောင်သွေးဆောင်ဖြားယောင်းတဲ့စိတ်ညှို့အတတ်ပညာကိုတတ်တယ်တဲ့အရှင်ရဲ့အားကိုးရတဲ့တခါတယောက်သူများလက်ထဲပါသွားမှာဆိုလို့သဘောမတူအဲ့ဒီတော့နိဂန္ဓနာတဗုဒ္ဓဆရာကြီးကဂိုင်းဥပါလိသွားမှာကိုသွားပါစေဥပါလိဟာယဟန်ဂေါတမရဲ့တပည့်ဖြစ်เสียအကြောင်းမရှိဘူးဖြစ်ချင်းဖြစ်ရင်ယဟန်ဂေါတမဒီပင်နဲ့ဥပါလိတကြွယ်ရဲ့တပည့်ဖြစ်เสียအကြောင်းရှိယုံကြည်တယ်နော်သူတပည့်ကိုအဲ့ဒီလိုနဲ့ဥပါလိကလည်းနောက်ပါအချမ်းရံတွေချမ်းရံပြီးတော့မြတ်စွာဘုရားသည်ကိုခြိတက်သွားရောမြတ်စွာဘုရားသည်ရောက်တော့သူလည်းရှိမခိုးပါဘူးအဲ့ဒီလိုပဲဘုရားရှိမှတင့်တော်တဲ့နေရာမှာထိုင်ပြီးတော့အရှင်ဘုရားဒီကတပတ်တိနဲ့အရှင်တို့ဘာတွေပြောကြသလဲအဲ့ဒီမှာမြတ်စွာဘုရားကပြောခဲ့တဲ့အကြောင်းတွေကိုပြန်ပြောင်းတော့မိတ်ရှိတော့အရှင်ဘုရားတဲ့ဒီကတပတ်တိပြောတာကောင်းပါပြီစွာဘယ်နဲ့ကာယကံအပြစ်အကြီးဆုံးလူတိုင်းသိနေတဲ့ကိစ္စကိုမနောကံကိုအပြစ်ကြီးတယ်လို့ပြောရပေလေအဲ့ဒီလိုမြတ်စွာဘုရားကိုအပြစ်တင်တော့မြတ်စွာဘုရားကတကြွယ်တဲ့ဒီနေရာမှာသင်ဟာသစ္စာစကားမှာတည်မယ်ဆိုလို့ရှိရင်သင်နဲ့ငါနဲ့ဆက်ပြီးတော့ဆွေးနွေးကြတာပေါ့မှန်တယ်ဆိုရင်လက်ခံကြည်ဟုတ်လားသစ္စာမှာတည်မယ်ဆိုရင်ဆွေးနွေးကြတာပေါ့မှန်လားပါဗျာတပည့်တော်ယုတ်တိယုတ်တာရှိတယ်တဘာဝဆိုင်တယ်မှန်တယ်ဆိုရင်တပည့်တော်လက်ခံအဲ့ဒီလိုနဲ့ပြောကြရောပြောတော့မြတ်စွာဘုရားကသူ့ကိုမေခွန်းအရင်စပြီးတော့ထုတ်တယ်တကြွယ်တဲ့သင်တို့နိဂန္ဓနာတဗုဒ္ဓဆရာကြီးကရေအေးကိုပယ်ရမယ်လို့ဟောတယ်ရေအေးထဲမှာအသက်ကလေးတွေပါတယ်ပိုးကောင်လေးတွေပါတယ်ပေါ့နော်သူတို့ကရေနွေးကိုသုံးတာအဲ့ဒါသင်တို့ရဲ့တပည့်တယောက်ကအကျင့်မြတ်ကိုသင်တို့ယူဆတဲ့အကျင့်မြတ်ကိုကျင့်ရင်းနဲ့ရေအေးကိုတန်းတန်းပြီးတော့ရေနွေးကိုမသုံးခြင်းပဲနဲ့သုံးပြီးတော့ရေအေးကိုတောင့်တရင်းနဲ့သေသွားတယ်ဆိုကြပါစို့အဲ့ဒါဘာဖြစ်တယ်လို့သင်တို့ရဲ့ဆရာကြီးကဟောလေတဲ့မှန်လားပါဗျာစိတ်ဆွဲလို့သေတဲ့အတွက်ကြောင့်ဖြစ်တဲ့နတ်တစ်မျိုးရှိတယ်အဲ့ဒီနတ်မျိုးမှာသွားပြီးတော့ဖြစ်တယ်လို့ကျွန်တော်ဆရာကြီးကဟောပါတယ်ဘာဖြစ်လို့အဲ့ဒါလိုနတ်ဖြစ်တယ်လဲဆိုစိတ်ဆွဲလန်းပြီးတော့သေတဲ့အတွက်ကြောင့်နတ်ဖြစ်တာပါအဲ့ဒီလိုဆိုရင်စိတ်စေတနာကအဓိကကျနေတယ်လို့သူဝန်ခံလိုက်တာဖြစ်သွားဟုတ်လားအဲ့ဒီမှာတကြွယ်တဲ့သင်စကားကိုစဉ်းစားဆင်ခြင်ပြီးတော့ပြော
သင်စကားရှင်းနောက်မညီဘူးဖြစ်နေတယ်စောစောကမနောကအဓိကမကြဘူးလို့ပြောထားတယ်အခုတော့စိတ်ဆွဲပြီးတော့သေတဲ့အတွက်ကြောင့်စိတ်ဆွဲသေတဲ့နတ်ဖြစ်ရတယ်လို့သင်ပြောပြန်ပြီမှန်လားပါတဲ့အရှင်ဘာပဲပြောကာယဒံဒီသာနဲ့အပြည့်အကြီးဆုံးမနောဒံဒီကာယဒံလောက်အပြည့်မရှိပါဘူးကျွန်ုပ်ကတော့ဒီလိုခိုင်မြဲစွာယူဆနေစေပဲဒီတော့မြတ်စွာဘုရားကဆက်ပြီးတော့ပြောတယ်တကြွယ်တဲ့နိဂန္ဓနာတဗုဒ္ဓဆရာကြီးရဲ့တပည့်တစ်ယောက်လမ်းလျှောက်ရင်းနဲ့မသိလို့မတော်လို့ပိုးကောင်လေးတွေနင်းမိလို့သေတယ်ဆိုကြပါစို့တဲ့အဲ့ဒီလိုဆိုရင်ဘယ်လိုသတ်မှတ်လဲမှန်လားပါဗျာအပြစ်တော်ရှိပါရဲ့သို့သောအပြစ်မကြီးပါဘူးဗျာဘာဖြစ်လို့လဲစေတနာမပါလို့အပြစ်မကြီးပါဘူးဗျာစေတနာပါရင်ကောစေတနာပါရင်တော့အပြစ်ကြီးပါတယ်ဗျာစေတနာကိုသင်တို့မှာဘာဒံလို့သတ်မှတ်လဲမနောဒံလို့သတ်မှတ်ပါတယ်ဗျာတကြွယ်စကားကိုစဉ်းစားပြီးတော့ပြောရှင်းတော့မညီဘူးဖြစ်နေတယ်စေတနာပါရင်အပြစ်ကြီးတယ်စေတနာမပါရင်အပြစ်မကြီးဘူးဆိုတော့စိတ်စေတနာကအဓိကကြမနေဘူးလားကြနေတဲ့ဒါသူတို့ရဲ့အယူဝါဒနဲ့ပဲသူတို့ကိုပြန်ပြီးတော့ခြိတုပ်တာနော်ဦးဇင်းတို့မြတ်စွာဘုရားရဲ့အလိုလည်းအဲ့တိုင်းပါပဲဟိုစက္ခုပါဠမထေရကြီးဆိုတာပိဿတို့ကြားဖို့ပါလေမျက်စိကွယ်နေတဲ့ယဟန္တာကြီးလေလမ်းလျှောက်ရင်းနဲ့ပိုးကောင်လေးတွေနင်းပြီးတော့ယဟန်တွေကကဲ့ရဲ့လို့မြတ်စွာဘုရားကစိတ်စေတနာမပါရင်အပြစ်မရှိဘူးလို့ကြားဘူးတယ်နော်ပိဿကြီးအခုသူတို့ရဲ့အယူအဆနဲ့ပဲသူတို့ရဲ့စကားကိုပြန်ပြီးတော့ခြိတုပ်တာအဲ့ဒီတော့တကြွယ်ကအရှင်ဘုရားပါပဲပြောတပည့်တော်ကတော့ကာယဓမ္မပဲအပြစ်ကြီးဆုံးလို့ယူဆနေတုံးပဲဘုရားဒီတော့မြတ်စွာဘုရားကဆက်ပြီးတော့မေးတယ်ဟောဒီနာလန္ဒမြို့ကြီးမှာရှိတဲ့လူတွေတိရစ္ဆာန်တွေအားလုံးကိုလူတယောက်ကဒလွတ်ကင်ပြီးတော့ဟောဒီလူတွေတိရစ္ဆာန်တွေကိုအကုန်လုံးအသားပုံကြီးဖြစ်အောင်လုပ်ပလိုက်မယ်တတ်ပြီးတော့အသားတခြားအယိုးတခြားဖြစ်အောင်လုပ်ပလိုက်မယ်ဆိုရင်အဲ့ဒါဖြစ်နိုင်မှာမလားတဲ့မဖြစ်နိုင်ပါဘူးဗျာအေးတကိုးရှိတဲ့စိတ်တကိုးရှိတဲ့တကိုးရှင်တယောက်ကလုံမယ်ဆိုရင်ဖြစ်နိုင်လားတဲ့အဲ့ဒါတော့ဖြစ်နိုင်ပါတယ်ဗျာစိတ်တကိုးဟာကာယဓာန်လားမနောဓာန်လားအေးသူတို့အယူဆဆိုရင်မနောဓာန်ပေါ့ဦးဇင်းတို့မြတ်စွာဘုရားရဲ့သဘောဆိုရင်နော်မနောကံပေါ့နော်အဲ့ဒီတော့တကြွယ်တဲ့စင်စင်စားစားပြောသင်တကားတွေရှင်းတော့မကြည့်ဘူးတဲ့အရှင်ဘုရားဆရာကြီးတွေရောက်တော့ပိဋကတ်တွေကအများကြီးပဲဥပါလိလို့အမည်ရတဲ့တထေးကြီးတယောက်ကခေါင်းဆောင်ထားတဲ့ပိဋကတ်နာလန္ဒမြို့ရဲ့မြို့မြင့်တဲ့ဘုန်းကြီးပေါ့နော်အဲ့ဒီအချိန်မှာဒီကတပတ်ဒီကရောက်သွားတော့မြတ်စွာဘုရားနဲ့သူနဲ့ဆွေးနွေးခဲ့ရတဲ့အကြောင်းကိုသူဆရာကြီးကိုတင်ပြတယ်ရဟန်းဂေါတမနဲ့သူနဲ့ဒီလိုဆွေးနွေးခဲ့တယ်အဲ့ဒီတော့ဆရာကြီးကသူ့ကိုကောင်းကြီးပေးတယ်ကောင်းပြီစွာသင်ဟာပြောသင့်ပြောလိုက်တာကိုပြောခဲ့ပြီတယ်ယဟန်ဂေါတမမဟုတ်တာတွေလျှောက်ပြောတယ်ဘယ်နဲ့အကောင်အထည်ရှာမရတဲ့မနောကံကိုအပြစ်အကြီးဆုံးလို့သတ်မှတ်ရတယ်လို့တကယ်ဆိုကိုယ်ဒီလက်ရောက်လွန်ကျူးတဲ့ကျူးလွန်မှုတွေဟာအပြစ်အကြီးဆုံးဆိုတာလူတိုင်းသိနိုင်တယ်ဒီလောက်လွယ်တဲ့သိလွယ်တဲ့ကိစ္စကိုပဲမှားမှားယွင်းယွင်းမနောကံကိုအပြစ်အကြီးဆုံးလို့သတ်မှတ်မှသတ်မှတ်ပလေတယ်လို့မြတ်စွာဘုရားကိုရှုံချအဲ့ဒီမှာဥပါလိဆိုတဲ့တကြွယ်ကြီးကသူ့ရဲ့ဆရာနိဂန္ဓနာတဗုဒ္ဓဆရာကြီးကိုအရှင်ဘုရားတဲ့အကျွန်ုပ်ကိုယ်တိုင်သွားပြီးတော့အဲ့ဒီဂေါတမဗုဒ္ဓကိုဝါဒတွေဆွတ်ဆွဲပြီးတော့ဝါဒတွေနဲ့တင်ပြီးတော့နှိပ်ကွချင်တယ်တဲ့ကျွန်ုပ်ကိုယ်တိုင်သွားပြီးတော့စကားစစ်ပွဲကြီးဆင်နွှဲခြင်းတယ်ဟုတ်အားကောင်းမောင်းတန်ယောက်ျားတစ်ယောက်ဟာစိတ်ကလေးတစ်ကောင်သိုးကလေးတစ်ကောင်ကိုနေရွက်ကနေဆွဲပြီးတော့ဖွေရမ်းလိုက်တဲ့လူမျိုးရှေ့တို့နောက်ဆုတ်လှုပ်လိုက်တဲ့လူမျိုးအယူဝါဒရေးရာမှာတွတ်တွတ်ခါသွားအောင်သွားပြီးတော့ပြောပြလိုက်ခြင်းတယ်တေတောက်ကျူးအရက်သမားဟာသူ့ရဲ့အရက်ခွက်ကိုအပေါ်ကနေနှိပ်ပြီးတော့စပွဲနဲ့ပုတ်ပြီးတော့ဆွဲလိုက်တယ်လို့ဆွဲမပြီးတော့ကင်မြောက်ပြီးတော့ဖွေရမ်းလိုက်တယ်လို့ကြိုက်တယ်လို့လှုပ်တယ်လို့မျိုးယဟန်ဂေါတမကိုအယူဝါဒရေးရာအမှာခြားခြားလဲသွားအောင်သွားပြောပြလိုက်ခြင်းတယ်သူကကြုံသွားတာနော်အဲ့ဒီတော့နိဂန္ဓနာတဗုဒ္ဓဆရာကြီးကကောင်းတယ်တဲ့သွားပြီးတော့ပြောပြလိုက်ဒီလောက်မှားယွင်းနေမှတော့သွားပြီးတော့ပြောပြလိုက်အဲ့ဒီလိုခွင့်ပြုလို့သဘောမတူတဲ့လူကဒီကတပတ်တီကသဘောမတူအရှင်နဲ့ယဟန်ဂေါတမတီကိုဥပါလိတကျေသွားမှာကိုကျွန်ုပ်သဘောမကျဘူးတဲ့ဘာပြုလို့လဲဆိုတော့ယဟန်ဂေါတမဟာသူများတပည့်ကို
ကိုယ်တပည့်ဖြစ်